အားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းအသုဒ္ဓဝပုထုဇနောအကြအမြင်မရှိသောပုထုဇဉ်အယူအကန်းတို့အဖြစ်ကနေသုဒ္ဓဝအရိယသာဝကောအကြအမြင်များသောအရိယသူတော်ကောင်းတို့၏တပိသားသာဝကများအဖြစ်အစစ်တမ်းမြင့်မြင့်နဲ့တက်လန်းလာကြတဲ့ကာလကလေးမှာသုဒ္ဓဝအရိယသာဝကောမှသည်မိမိတို့ကိုယ်တိုင်အရိယပုဂ္ဂိုလ်များဖြစ်သည့်တိုင်အောင်မမေ့မလျော့ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အကြမြင်များတဲ့ပုဂ္ဂိုလ်ရဲ့တပည့်အကြမြင်များသောအရိယသူတော်ကောင်းတို့ဤတပည့်ဆိုတာနဲ့မိမိကိုယ်တိုင်အရိယပုဂ္ဂိုလ်ဖြစ်ရတာဘယ်တင်းကမြတ်တယ်ဒါအလုံးဆင်ခြင်လို့ရပါတယ်အဲ့တော့အရိယာဖြစ်နိုင်တဲ့အခွင့်အလမ်းကိုသူတော်ကောင်းတို့မှာရှိပါရဲ့လားဒီယုံကြည်ချက်သိအရေးကြီးပါတယ်ယခုဘဝယခုခဏဟာသူတော်ကောင်းတို့သည်တပ္ပိညုဘုရားရှင်အလုံးစုံကိုသိသောမြင်သောလမ်းညွန်နိုင်သောလောကဤရှေ့ဆောင်ဘုရားရှင်ပွင့်ထွန်းခဲ့ရာကာလနဲ့ကြုံနေတဲ့အတွက်မိမိတို့လမ်းကိုမိမိတို့ကိုယ်ပိုင်ရွေးချယ်နိုင်တဲ့အခွင့်အရေးတွေရှိနေတယ်လူပိသားဖို့လူဖြစ်ကြိုးနှက်ကြဖို့ဒီအခွင့်အရေးလေးတစ်ခုသူတော်ကောင်းတို့သေသေးချာချာဂဂနနပိုင်းခြားသိတဲ့ပုဂ္ဂိုလ်တွေဦးဇင်းတို့ကဖြစ်စေခြင်းတယ်ကိုယ်ပိုင်အခွင့်အရေးပဲသူများပေးလို့ရတဲ့အခွင့်အရေးလားဟုတ်ဒီအခွင့်အရေးရအောင်လဲသူတော်ကောင်းတို့အသင်္ချေအနန္တာသောဘဝတွေကစုဆောင်းစီးပူးလာခဲ့ကြတဲ့ဒါနအားတွေသီလအားတွေဘာဝနာအားတွေနဲ့ပေါင်းစုပြီးတော့ဒီအခွင့်အရေးရတယ်အဲ့တော့အခုကိုကြိုက်ရလမ်းကိုကြိုက်သလိုရွေးချယ်ပိုင်ခွင့်ရှိမရှိရှိပါဘူးဒီကောင်းတဲ့ဘဝတော့မရှိတော့အဲ့ဒါကိုနားမလဲတော့ဘဝကောင်းစားရေးဆိုနောက်ထပ်တည်တဲ့ကောင်းစရာမရှိတော့အခွင့်အရေးကဒါတန်းကုန်ပဲသူတော်တို့ဘုရားသာသနာနဲ့ကြုံမကြုံဘုရားတရားတော်နဲ့တွေ့မတွေ့ထောင်တတ်တဲ့နာပါမပါဟောထောင်တတ်တဲ့နာပါတော့ဒီတရားတော်တွေကိုသူတော်ကောင်းတို့ဉာဏ်အားလျော်စွာထိုက်တန်သလောက်နားမလဲဘူးလားနားလဲရင်ပါရမီပြည့်သွားပြီကန်းကုန်နေပြီနောက်ဘုရားတွေပွင့်မဲ့ဘုရားတွေနဲ့တွေ့ကောဆိုတော့ဒီခွင့်ရေးပဲပါမယ်ဒီထက်ပိုမရရှင်းသလားသူတော်တို့လူဖြစ်လဲကြုံလူဖြစ်လဲရသာသနာနဲ့လဲကြုံဟောတာပြောတတ်တဲ့ပုဂ္ဂိုလ်များနဲ့လဲတွေ့တရားကိုထောင်တတ်တဲ့လဲနားလဲပါနေပြီဆိုရင်ဒါကုအတွက်ပါရမီဟာပြည့်စုံပြီးသားလွတ်အောင်ယုံဖို့ပဲကြံအဲ့တော့လူဘုံနတ်ဘုံကျင်လေယုံနဲ့ကျင့်တတ်နေကြမလားလွတ်အောင်ယုံကြဒါကြောင့်သုဒ္ဓဝါအရိယာသာဝကောမသည်တဲ့အရိယာစခန်းတက်လန်းနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းတာသည်တိုက်တွန်းတယ်မတိုက်တွန်းသေးကောင်းပြီဦးဇင်းတို့သမုဒိယသစ္စာရဲ့အနက်တွေကိုပြောလာကြတာဘယ်နှချက်ပြီးသွားပြီနှစ်ချက်ပြီးသွားပြီနော်ပထမတစ်ချက်ကသမုဒိယသအာယုဟနထောဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုစုဆောင်းစီးပူးတတ်တဲ့တဘောဟုတ်ပြီနော်ဒါကိုဦးဇင်းကနည်းနည်းလေးအပိုထည့်ပေးထားတယ်ဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတစ်ခုမကြံတရားမစဲအမြဲစုဆောင်းစီးပူးတတ်သောသဘောလို့ဒီလိုလေးပြောပေးထားတယ်ဦးဇင်းတို့တော်ကောင်းတို့ဟာအပဒံသတိမေ့လျော့တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တခုမကြံတရားမစဲဆိုတဲ့ကိစ္စကလေးထည့်ပေးရခြင်းဖြစ်ပါတယ်။တော်တို့ဦးဇင်းတို့ကသာမေ့လျော့သွားလို့ငါမေ့သွားတယ်ဆိုပြီးအမှုကိစ္စတစ်ခုမလုပ်ဖြစ်လိုက်တာရှိခြင်းရှိလိမ့်မယ်။တဏှာကတော့မမေ့ဘူး။တော်တို့လုပ်ခဲ့သမျှကာယကံဝစီကံတွေကိုတဏှာကမေ့မေ့လျော့လျော့ထားပစ်ခဲ့တာမရှိဘူး။အားလုံးစုပေးထားမယ်တဲ့။
စုပေးထားပြီးတော့မနေ့ကနိဒာနာထောနော်ဒီတရားတွေကိုဦးဇင်းတို့အလုတ်ပေးနဲ့သွားနေတဲ့အတွက်သူ့ definition ပေါ့အဓိပ္ပာယ်တွေကိုကြည်ကြဲပြန့်ပြန့်ဥပမာတွေသိမ့်မပေးခဲ့ဘူး။ဘာဖြစ်လို့လဲလို့ပြီးတော့ကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးတရားခွေတွေထဲမှာဒီသစ္စာနဲ့16ချက်တွေထဲမှာတိုက်တွန်းတရားတွေတန်ဝေကတရားတွေဖော်ကျူးချက်တွေအများကြီးပါပြီးသား။ခုဦးဇင်းတို့သူတော်ကောင်းတို့ကအချိန်တိုတိုမှာလောက်ကြရတော့နိဒာနာထောဒုက္ခဝတ္ထုဒုက္ခအမှုတွေကိုတခုမကြံတရားမစဲအမြဲပေးအပ်ဆောင်နှင်းတတ်တဲ့သဘောငါတို့ကိုဒုက္ခပေးမဲ့ပုံကိုရှိနေတဲ့လွတ်အောင်ယုံဒီလိုလုပ်ရင်လွတ်တယ်ဒီလိုလုပ်ရင်မလွတ်ဘူးဆိုတာဒါအဓိကပြောနေရတာကိုဗျဟုတ်ပြီနော်အဲ့တော့သူတော်ကောင်းတို့မှာတဲ့ဒုက္ခတွေကိုစုဆောင်းပေးမဲ့ဗန္ဒာရေးမှုလည်းရှိတယ်တဲ့ဒါကဗန္ဒာရေးမှုနော်အာယုဟဏထောကဗန္ဒာရေးမှုဘာမှမပြောင်းမပြတ်စေရဘူးတဲ့နောက်နိဒာနာထောကကြတော့ managing director သူတော်ဒုက္ခဝတ္ထုဒုက္ခအမှုတွေကိုတခုမကြံတရားမစဲပါလဲပြန်ပြီးအမြဲပေးနေတာအမြင်မပြတ်စေရဘူးတဲ့ဘာလို့လဲအမြဲပေးအပ်နေတဲ့တခုမကြံတရားမစဲဟောတခုမကြံဆိုတော့လှုပ်ထားသမျှသူတော်ဟောတို့ကာယကဝစီကမနောကံတွေဟာမကျွင်းမကြံရအောင်ပေးမယ်ဟုတ်ပြီနော်ဒါမို့လို့ဘုရားရှင်ကိုရောမြတ်ကြီးဟောခဲ့တဲ့ဇတ်တော်တွေကမြန်ပြန်ကြည့်ရင်တူတူနဲ့နားလည်နိုင်တာပေါ့လေပြောကြည့်အောင်ရစ်ပူဇော်ဝဲမှာပုံသားကြီးတယောက်ကစိတ်သိုးကြီးတစ်ကောင်ကိုတတ်တော့မယ်နော်ရစ်ပူဇော်ဖို့စိတ်တွေသိုးတွေနွားတွေအကုန်လုံးပြင်ဆင်ထားတယ်နွားတွေရောတတ်ဖို့ပေါ့လေသူတို့ရစ်ပူဇော်တယ်ဆိုတာခစ်စားခဲ့တာပေါ့အဲ့ဒါလို့ရစ်ပူဇော်ခဲ့လို့လေအဲ့ဒါဘလူးတွေကိုပူဇော်ပတ်တာကိုသားစိန်ငါးစိန်တတ်ပြီးတော့ပတ်တာတယ်ဆိုတော့ဘလူးပူဇော်ပတ်တာအဲ့လိုဘလူးတွေပူဇော်ပတ်တာကြလို့သူတို့ပတ်တာတဲ့ပုဂ္ဂိုလ်တွေသူတို့မနိုင်လို့ဘလူးစားခံရလို့ဝေသာလီပြည်ပြက်တာလဲတော်တော်တို့ဗုဒ္ဓဘာသာဝင်နေအတော်ကြားဘူးပါပြီနော်အဲ့ဟိုတချို့များအသားစားကျူးတယ်ဆိုမလိဝေသာလီပြည်ဘလူးကြတာကြနေတာပဲဒီလိုပြောတာအဲ့တော့ဘလူးတွေကလည်းများလုံးလို့တိုင်းပြည်တွေကိုတခါတည်းဝင်ပြီးတော့စားလိုက်တောက်လိုက်တာတိုင်းပြည်လုံးဒီဘလူးဘေးဆိုင်သွားတာပဲဒါကိုကျွေးထားတဲ့ယောက်ကကိုပြန်ခြောက်သွားတာနော်ဒါမို့လို့သားစိန်ငါးစိန်နေရှိစေအရေးကြီးတာပြောရအောင်ပုံနာကသားစိန်ငါးစိန်နေနဲ့တတ်ပြီးတော့ရစ်ပူဇော်ဖို့အတွက်စိတ်သိုးကြီးတစ်ကောင်ကိုတတ်မယ်လို့တော့စိတ်သိုးကြီးကကြိုးချီပြီးဆွဲခေါ်လာတော့ပထမငိုတယ်တဲ့နောက်ရည်တယ်တဲ့ဟုတ်ပြီနော်စိတ်ကြီးကငိုတယ်ရည်တယ်နော်ပထမပါလဲငိုတယ်နောက်ရည်ဆိုတော့ပုံသားကြီးကဟာဒီစိတ်ကထူးခြားတယ်ကျန်တဲ့စိတ်တွေခေါ်လာရင်မသိရင်လည်းပြုံးပြော်ပြီးတော့တပဲပဲနဲ့လိုက်ရင်လိုက်လာမယ်သိရင်လည်းငိုရင်ငိုနေမယ်ဒီနှစ်ခုသာရှိရမယ် तू ကရည်လိုက်ငိုလိုက်အကြောင်းတော့ရှိမှာပဲစိတ်တို့ကြီးသင်ဘာကြောင့်ငိုတယ်လဲဘာကြောင့်ရည်တယ်လဲဆိုတော့ပုံသားကြီးတဲ့ငါပထမငိုတယ်နောက်ရည်တယ်ရည်တာကတော့တခြားမဟုတ်ဘူးကွာငါဟာသင်လိုပဲတဲ့တမာဒိဋ္ဌိလမ်းမှန်တရားကိုမသိခဲ့တော့ဒီသားငါတတ္တဝါတွေကိုနိုင်တဲ့ကလူပြုပြီးတော့ညင်ပန်နှိပ်ဆက်တပ်ပြတ်ပြီးတော့ရစ်ပူဇော်ခြင်းဟာကောင်းကျိုးမင်္ဂလာသူ့နဲ့ခတ်တန်သူ့မင်္ဂလာနဲ့ကြုံမယ်ထင်လို့ငါလှုပ်ခဲ့ဘူးတဲ့အတွက်တဲ့ငါဒီလိုရစ်ပူဇော်ဘူးခဲ့တဲ့အတွက်ငါသတ်ခဲ့တဲ့စိတ်သိုးရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမွေးတွေနဲ့အမျှငါအဘဲမှာအပင်ငရဲမှာခံခဲ့ရပြီးပြီဟုတ်ပြီနော်သတ်ခဲ့တဲ့အကောင်ရဲ့ခန္ဓာကိုယ်ပေါ်ကအမွေးအရေးအတွက်နဲ့အမျှတယ်ဒါမို့လို့မကျွင်းကြံစေရဘူးလို့ပြောတာတခုမကြံလေအပင်ငရဲမှာခံရပြီးပြီတဲ့အခုလို့စိတ်သိုးဘဝနဲ့အသက်ခံခဲ့ရတာလဲဘဝပေါင်းမရည်နိုင်တော့ဘူးဒါပေမဲ့ဒီဘဝဟာငါအတွက်နောက်ဆုံးဒီဝတ်ကြွေးကိုခံရတာပဲတဲ့အဲ့တော့အဲ့ဒီအတွက်ငါရည်ပါတယ်ငိုတာတော့တခြားမဟုတ်ဘူးပုံသားကြီးသင်ကိုငါတနာလွန်းလို့ဟောဟမ်သ
သူကတော့နောက်ဆုံးဘဝဆိုတော့မဟုတ်လဲဒါပြီးရင်ပြီးပြီမို့လို့ तू ကဒီသေရမှာကို तू ပြောနေတာဟုတ်ပြီနော်ဒါပေမဲ့ငိုတာသူ့အတွက်လားမဟုတ်ဘူးငိုတာငါအတွက်မဟုတ်ဘူးတဲ့ပုံသားကြီးတဲ့သင်ပုံသားကြီးတဲ့ငါလိုပဲဩ तू လဲငါလိုမသိလို့မိုက်မားပြီးငါလိုဒုက္ခတွေခံရအောင်ပဲဆိုပြီးသင်အတွက်တဏှာလို့ငိုတာဟုတ်ပလားဒါခါတလေကျနတ်ယုံနွားတွေဆွဲသွားဘယ်လိုငယ်တော့ကတွေ့ဘူးကြုံမှုတာကောရှားဘူးတာကောပြောရရင်နွားတွေတတ်တော့မယ်ဆိုရင်ဒီဝတ်တီထက်နွားတွေကပိုတိဝတ်တီလည်းရှိတယ်ဝတ်တီလည်းငိုးတတ်တဲ့နေရာဆွဲသွားရင်ငိုးနေတာကြောင့်အသားတွေငါးတွေသတိထားပေါ့ဗျာနော်အဲ့တော့ဦးဇင်းတို့တရုတ်ပြည်ထိတင်သွားသလိုကြုံတယ်လားကြုံခဲ့တာလေးတခုပြောပါအောင်မယ်ဒါတွေဟာလဲဒုက္ခဝတ္ထုဒုက္ခအမှုတွေနဲ့သက်ဆိုင်နေတယ်လို့ဦးဇင်းယူဆထားပါတယ်အဲ့တော့ထိတင်တဲ့ဒကာတွေဒကမတွေကသူတို့အယက်ဒေသတရုတ်ပြည်ရဲ့ဟိုတော်တော်ခေါင်ခေါင်နေရာမှာပါပဲအတွင်းတော်တော်ကျတဲ့နေရာမှာလောက်ကြတော့ဦးဇင်းတို့မိုးကုံမြို့ကနေဘုရားတဆူတင်းထိတင်ပြီးတော့ညာတွင်ချင်းမုဆနခန်းကိုရောက်အောင်သွားတနေ့တည်းရောက်အောင်သွားပြီးမုဆနခန်းကနေတခါတရုတ်ပြည်တဲ့ကိုတနေ့ကုန်တညလုံးကမ်းပေါင်းမှရောက်သွားစောင့်နေတဲ့ဟိုကဗမာပြည်မှာဆိုရင်တော့ထိတင်တာတရက်ထဲနဲ့ပြီးအောင်တင်းတယ်သူတို့စီရတာမဟုတ်ဘူးဒီဘုန်းကြီးမလာသေးလို့ဆိုပြီးတော့အောက်ဆုံးကအဝိုင်းတဝိုင်းပဲတင်ပြီးတော့စောင့်ထားတယ်ရှင်ဖျားတို့မလာမချင်းဟောဒီထားတော့ဒီကိစ္စတွေတော်တော်များတဲ့အတွက်အဲ့ဒါတွေအသာလေးထားဖြစ်တဲ့ကိစ္စကလေးသံဃာတော်တော်များများဦးဇင်းတို့ကလည်းရှိသမျှကိုနင်းနီးရသံဃာတွေအကုန်လုံးကိုပင့်ဆောင်စီစဉ်ထားတော့သံဃာအပါ20ကျော်အစိတ်လောက်ရှိတော့သူတို့သံဃာအများနဲ့ပြိဋ္ဌိရွတ်ကြဟာတခါတရားတွေဟောကြဆိုတော့တော်တော်ကိုသူတို့စိတ်ထဲမှာကြည်နူးနေကြကြည်နူးတော့လူတကာကမဖြစ်လေသူ့အိမ်ကိုကြွပါအရှင်မြတ်တို့ကြွပါဦးနောက်တနေ့မနေ့ကျန်တော့မယ်ဆိုတော့လှုပ်ဆက်ချင်လို့ဆိုသူ့အိမ်ကြွအိမ်မှာထိုင်နေတော့ဒီအရှင်မြတ်တို့ကိုဆုံးကောက်အောင်မယ်ဆုံးစားပြီးမှပြန်ပေါ်ရှေ့ရတကာကြီးကပြောနေတယ်ဒကမကြီးကပြောရင်းဆိုရင်လည်းအိမ်ပေါင်းပေါ်မှာရှိတဲ့ကြက်ကလေးဖတ်ဆိုပွေပြီးထွက်သွားသူမင်္ဂလာကလေသခိုးမျက်လုံးဆိုတော့ဘယ်ဘုန်းကြီးမှမမြင်ဘူးသူမင်္ဂလာမြင်တယ်ဟိုက်ကြက်တနာပဲငါတို့ကိုဆုံးကတ်တော့မယ်ပါသွားပြီတကောင်ဒီတိုင်းသာဆိုရင်တော့တို့ဒီဝါဝါတွေမြင်တိုင်းတိရစ္ဆာန်တွေတော့ကြောက်တော့မှာပဲနော်အရင်ဘုန်းကြီးတွေလာတော့ကွာငါတို့ကိုကြီးပါသွားတယ်မင်းတို့သတိထားဖြစ်နေမနော်ဆိုတော့အဲ့ဒီကနေပြောဆိုပြီးတော့ဘုရားဝင်းထဲပေါ့လေဦးဇင်းတို့ထိတင်ထားတဲ့ဘုရားဝင်းထဲလည်းပြန်ကြွလာကြတယ်တန်ဃာတွေတန်းစီပြီးပြန်ကြွလာအဲ့ဒီမှာကျန်တဲ့တန်ဃာတွေကစကားတပြောနဲ့သူတို့လာတယ်သူတို့မမြင်ဘူးသူမင်္ဂလာမြင်တယ်အဲ့ဒီကြက်ကလေးဘာလို့လဲဆိုတိုင်းပေးမှာအမွှေးလုံးတုံးရှိသေးတယ်ဟိုင်းအဲ့ဒါကတော့ပိဋိတွေပါလေရောအာနိယကင်းဂါထာတွေအဆောင်တွေပေါ့လေသူတို့စီမှာတော့အဆောင်ကလေးတွေလှုပ်ပေးရတယ်နော်မဟာယနာဝုဗျအဲ့တော့ဦးဇင်းတို့ဒါလည်းအတွေ့အကြုံတစ်ခုပါပဲဘာဖြစ်အချီလုံးတွေဝယ်သွားပြီးတော့အချီဆိုတာခြီသားပေါ့ပေါ့တွေဝယ်သွားပြီးဟိုရောက်တော့9ထုံးထုံးပြီးတော့လေပင်ဆွဲပေးလိုက်ရင်လေတရွံရတယ်တော်တော်လေးရောင်းဝယ်ကြိုက်ခဲ့တယ်အဲ့ဒါမှနော်စီးပွားတော်ဖြစ်ဘလောက်လို့ကုန်တော့ခန်းစည်းသားတွေအကုန်ဖြုတ်ကတ်ကြီးနဲ့ကြိုက်ပြီးတော့ကျိုးတွေလုပ်ပြီးကုန်ပေးအဲ့ဒါတော့ပေးယူတာပဲဘုန်းကြီးပေးရင်အန္တရာယ်ကင်းတယ်ပဲနော်ဆိုဒီလိုလေးလည်းရှိသေးကြနော်အဲ့တော့မိစ္ဆာအယူပေါ့လေမဟာယနာဖြစ်နေတော့ရှိသေးတန်ဃာကိုအားကိုးတယ်ဆိုရင်ကိုဦးဇင်းတို့ကကျေးဇူးတင်အောင်မှာအဲ့တော့ဆုံးကပ်မယ်ဆိုတော့မွေးကြိုင်နေတာပဲဗျာလာပါပြီဗာလဲစသားဟဲ့အဲ့တော့ဥက္ကုမင်္ဂလာတော့ကျန်တဲ့ဘုန်းကြီးတွေစားကြမမဘုန်းကြီးဖျားတပည့်တော်တော့ဒီနေ့တတ်လို့ခင်ဗျာအမွေးနေမို့လို့မြင်ထားပြီဗျာမြင်ထားဘုန်းကြီးကမသားဘူးနောက်ကိုယ့်အတွက်ရည်ညွှန်းထားတယ်ဒါမို့လို့စကားရတခါကြီးတွေဒီခါလေးဖျားဝဲလို့တော့ပြင့်တယ်ရှင်ပြကြွခဲ့ဖျားလက်ပြန်ဘာလို့ထားလိုက်ရမလဲအလင်းသိတယ်လို့သာလုပ်ကြပါကွယ်နော်ကြက်ကင်စားကျင်တယ်လို့ပြောလိုက်ရင်ဘာပြောမလဲကိုယ့်အတွက်ကြက်တကောင်ဒီတော့မှရွာလေးဆိုတာမသွားရဘူးဦးဇင်းတောင်းမစားဘူးအဲ့တော့အလုံးပြီးတော့ဘုန်းကြီးတွေကထူးကြလို့မေးတယ်ရှင်ပြအသားမစားဘူးလားစားပါလေမကြိုက်ဘူးလားသိကြိုက်တာပေါ့ကောင်းတာမကြိုက်ရှိမလားဗျာနော်ဆိုတော့ဘာလို့မစားတာလဲရှင်ပြတို့ပြီးကြပြီလားကိုယ်စိတ်ကိုနိုင်သလားမေးတယ်ပြောပါတယ်ကိုတော့ဘာမှဖြစ်ပါဘူးတဲ့ဒါဆိုလို့ရှိရင်လို့တပည့်တော်တို့ဆုံးကပ်မယ်လို့ဆိုပြီးတော့အိမ်ထဲမှာရင်လေးချမ်းလေးတွေတပည့်တော်တို့တိုက်ထားရှိရတကာကြီးကဆုံးကပ်ဖို့ရှောက်နေတယ်နောက်ကဒကမကြီးကတပည့်တော်ရှေ့တယ်မဲ့အဲ့ကြက်ကလေးတွေနှစ်ကောင်ကိုပွေ့ပြီးထွက်သွားတယ်ဗျာအဲ့ဒါတပည့်တော်မြင်လိုက်တယ်
ဆိုတော့ဒါထားပါတော့သူကြက်သူသိမ့်တာပဲလို့ဖြေတွေးလေးတွေးပြီးဒီပြောလမ်းလျှောက်လာတာပါလို့ကံကိုကဆိုးကျင်တော့ဘုရားတိုင်းနာအမွှေးနှုတ်နေတာအဲ့ဒီချက်တွေပဲဘုရားနေပြီးတော့ကောင်းကောင်းမှတ်မိအဲသူတို့တော့ကုသိုလ်ရရှင်းတာနော်ကုသိုလ်ရတာလည်းရတာပေါ့လေခွန်ကြီးဆွမ်းကတ်တယ်ဆိုတော့ကုသိုလ်တော့ရတာပေါ့ဒါပေမဲ့ရှေ့ကဘာသွားလို့အာကုသိုလ်ကသွားတယ်ဆိုတော့ဒါတွေလောက်ကင်နေရတာလေဟာဒီကံတွေကလေးလိုပြန်လို့လွင့်မှာလားအကျိုးပေးမှာလားဟောကုသိုလ်ကကုသိုလ်တစ်ပိုင်းအာကုသိုလ်ကအာကုသိုလ်ကုသိုလ်လုံးနေလို့အာကုသိုလ်တွေပြေသွားလိမ့်မယ်လို့တော့မထင်နဲ့တော့ဟမ်ကုသိုလ်ဟာအာကုသိုလ်ကိုမချေဖြတ်နိုင်တယ်လို့အာကုသိုလ်ကလည်းကုသိုလ်ကိုချေဖြတ်နိုင်ဒါဖြင့်တခုမကြံဆိုတဲ့ကိစ္စဟာအဲ့ဒီကိစ္စဟမ်ရှင်းတယ်နော်ဒါဖြင့်ဓမ္မဂရိကဆရာတော်တော်တော်များများအစဉ်ဆက်ပေါ့လေဦးဇင်းတို့လေ့လာကြည့်ပါတယ်ဓမ္မဂရိကတွေတာဝန်ကြည်ရတာများပါတယ်အလူတန်းနဲ့ဆိုင်တဲ့ကိစ္စတွေအခုသားရှင်ပြုပွဲနဲ့ဆိုင်တဲ့ကိစ္စတွေပူဇော်မှားနေတာတွေဓမ္မဂရိကတွေတော်တော်များများလမ်းညွန်မှုမပေးကြဘူးလားအမှားအမှန်တွေမပြကြဘူးလားအေးအဲ့ဒါလို့ပြနေတာဟာလေအဲ့ဒီဓမ္မဂရိကသံဃာတော်အရှင်မြတ်တွေဟာသူတော်တို့ကိုးကွယ်နေတဲ့နတ်တွေကိုမနာလိုလို့ပြောနေတာလားမဟုတ်ဘူးလွယ်မားစွာကုသိုလ်ပြုနေတဲ့ထဲမှာကဲဦးဇင်းတို့ပြောတဲ့ခါကျတော့ခါလေးဘုန်းကြီးဓမ္မဂရိကဆရာတော်လူတဲ့ကြောပွဲလည်းကြည့်တယ်အာနာကုန်9000ဟာမင်းတို့ဘိသိက်ဆရာဘယ်လောက်ပေးရလဲ9000ဟမ်အဲ့ဒါလို့ပြောတော့ဓမ္မဂရိကအိဒါမစ္စရိယများသလိုဖြစ်နေတယ်ဟမ်မနေ့ကဦးဇင်းပြောသလိုပေါ့ဆရာတော်ကြီးဘွဲရလို့ပူဇော်ပွဲတယ်ဆိုတော့ဦးဇင်းမလုပ်နိုင်ဘူးလို့ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတခွန်းနဲ့ပဲဒဲပြောခဲ့တယ်သူစဉ်းစားဖို့ပေါ့အရှင်ဗျာလို့သာသနာဗန္တာတွေအလွဲသုံးစားဖြစ်လို့ဒီမျိုးမလုပ်နိုင်ဘူးဘာလဲသာသနာဗန္တာခုသူတော်ကောင်းတို့လက်ထဲမှာရှိတဲ့တရားကြည်လင်ပါရမီရှင်ဗုဒ္ဓဘာသာဝင်တွေလက်ထဲမှာရှိတဲ့စီစဉ်ဥစ္စာဟာသာသနာရဲ့ဗန္တာပဲဒီဗန္တာတွေအလွဲသုံးစားကုန်တယ်ဆိုရင်သာသနာမှာအကျိုးမရှိအချီးနှီးဖြစ်တဲ့အပြင်ဒီပုဂ္ဂိုလ်တွေမှာဒီဝတ္ထုငွေကြီးကိုရှာဖွေထားတဲ့ချွေးနှဲစာနဲ့ဘာဝယ်ယူနေတာနဲ့တူတယ်ငါလူလောက်တာပဲဆိုပြီးဟိုဟာတွေအာကုသို့မဖြစ်တော့ပါဘူးပြောလို့မရဘူးဒါမှမဟုတ်အလူလောက်တယ်ကောင်းမှုလောက်တယ်ဦးဇင်းတို့ပြောခဲ့ဘူးတယ်လွန်ခဲ့တဲ့3နှစ်ကတည်းကရင်ပြောလာခဲ့တယ်ကုသိုလ်လုပ်ရင်ဘယ်လိုလုပ်မလဲကုသိုလ်ဖြစ်အောင်လုပ်ကုသိုလ်လုပ်ရင်ပြောခဲ့ဘူးလားရှိသလားဒါတနာလုံးလို့သင်ပေးတာငါဘာလုံးမှလည်းအရင်စဉ်းစားဂုံထရကြီးတွေနဲ့လူဘုံလေမှာတင့်တယ်ခြင်းတို့ဒီလူတွေကိုကြွားခြင်းလို့လူတာလားအဲ့ဒါဆိုလဲကြွားတဲ့လူတာလူလိုက်ထရကြီးတွေနဲ့လူဘုံလေမှာတင့်တယ်ခြင်းတို့ဒီလူတွေကိုကြွားခြင်းလို့လူတာလားအဲ့ဒါဆိုလဲကြွားတဲ့လူတာလူလိုက်ဒါကုသိုလ်လုပ်တာမဟုတ်ဘူးကုသိုလ်ယူခြင်းလို့ဆိုရင်တော့ကုသိုလ်ရအောင်လုပ်ကုသိုလ်ယူမှဆိုရင်ကုသိုလ်ရအောင်လုပ်ကုသိုလ်လုပ်မှဆိုရင်ကုသိုလ်ဖြစ်အောင်လုပ်ဒါ definition မြန်မာစကားမှာရှင်းရှင်းလေးဘာမှလုံးမလဲကုသိုလ်လုံးမှာကုသိုလ်လုံးမှာဆိုရင်ကုသိုလ်ဖြစ်အောင်လုပ်ကုသိုလ်လိုချင်တာဆိုရင်ကုသိုလ်ရအောင်လုပ်ရှင်းသလားအခုအဲ့မှာဘုန်းကြီးတွေလည်းပြောခဲ့ပါတယ်ဒီပြပြန်လာတော့ရှင်ဗျာဒီလိုလည်းမဟာယာနဘုန်းကြီးတွေလို့လုပ်ဖို့ကောင်းပြီဘာဖြစ်လို့လဲဆိုတော့အန်တေကြားထွက်လာပြီနိုင်ငံခြားထွက်လာပြီဆိုတာနဲ့ဒီဘက်မှာဒီလိုလုပ်တတ်တယ်လို့သိရင်ဘုန်းကြီးတွေအားလုံးတတ်တတ်လို့စားတယ်လို့သာအမိန့်ပေးလိုက်ကြီးညာလိုက်ဒါဆိုကိုယ့်အတွက်နဲ့တရားဝါတွေဆင်းရဲတော့ဘူးညီညွန်းသားဆိုတာဖေဘုန်းကြီးတွေမှမစားရဘူးမစားအပ်ဘူးဖေကတခါလေးပြောထားတယ်ဟုတ်ပြီနော်ပန်းတကူနဲ့သူတို့စီမံပြီးတော့မှချက်တာပြုတ်တာဆိုရင်တော့စားအပ်တယ်လောင်းလူကောင်းတယ်သို့တော့ဘုန်းကြီးအတွက်ညီညွန်းပြီးသတ်ထားတဲ့အသားညီညွန်းထားမှလည်းဘုန်းကြီးကသိနေတယ်ဆိုရင်တော့မစားရဘူးမသိရင်တော့စားကောင်းပါတယ်ဟုတ်ပြီနော်သို့တော့ရှိသေးတတ္တဝါတွေမိမိအတွက်နဲ့သိရတာအမှန်တမ်းမစင်းရဲပြီဘူးလားဗျာဒါတွေစဉ်းစားကြဖို့ပေါ့နော်ကောင်းပြီအဲ့တော့ကုသိုလ်ရေးအကုသိုလ်ရေးအမှုတွေဟာလှုပ်ထားတဲ့အမှုကိစ္စတွေဟာလေးလိုပြလို့လွတ်မှလားအကျိုးပေးမှလား
ရှင်းရှင်းကုန်ကုန်ပြောရရင်အရိယာတွေမှမဖြစ်သေးဘူးမဲ့ဖို့မှမရသေးဘူးဆိုရင်ဒီကုသိုလ်အကုသိုလ်ဟာဧကံအကျိုးပေးလိမ့်မယ်အခုသူတော်ကောင်းတို့မှလည်းကောင်းကံဆိုးကံကောင်းကျိုးဆိုးကျိုးမျိုးစုံနဲ့လူပုံလူလောကမှာကျင်လည်ပြီးမနေကြရဘူးလားကုသိုလ်ရှင်စော်လေးကြောင့်လူပြီးတော့ရပါရဲ့အာစာရေးတောက်တာရှာရဖွေရတာကဒုက္ခပတ်ဝန်းကျင်ဆိုးသွားရန်ကားမှုတွေနဲ့ကြုံတွေ့နေရတာကဒုက္ခသူတို့လမ်းလာတယ်ဆိုရင်ကျောင်းကနေဒီမြို့ထဲလာရင်ကိုတရားတွေအများကြီးရဆိုင်ကယ်စုရဲ့လူကဗျံပရာစီကံမရှိမူမူယူနဲ့လှုပ်ချင်လို့သေတော့မယ်အနေကင်းကြပါစေဘေးရှင်းကြပါစေလှုပ်နေရတာကိုယ်နဲ့အတူတူကားစီးလာတဲ့လူလည်းပြောရတယ်မောင်းနေတဲ့ပုဂ္ဂိုလ်တခါကြီးဖြည်းဖြည်းကုသိုလ်စိတ်ဓာတ်မွေးဗျာခုခေတ်လူတွေကမရဘူးမန္တလေးမြို့ရဲ့ဥပဒေကိုကမတိုက်အောင်မောင်းမယ်နော်မန္တလေးမြို့ရင်စည်းကမ်းပြောသားမှာဆိုတော့ကျုပ်ကနားလေတာတခုတည်းပဲရှိတယ်မတိုက်အောင်မောင်းစင်ပြေသလိုကိုကြည့်လို့သွားဟုတ်ကလားဘာလို့ဆိုစပိန်ကလည်းစီးကျင်ရစီးမယ်ဆိုင်ကယ်ကလည်းစီးကျင်ရစီးမယ်စပိန်ကလည်းမခန့်ဘူးဆိုင်ကယ်ကလည်းမခန့်ဘူးတနေ့ကပဲတကာရင်းနေလာတယ်ဘုန်းကြီးအားကိုးတယ်ပေါ့လေဒီဘုန်းကြီးလူမိုက်ကားတဲ့လူတွေလည်းတော်တော်များတယ်အဲ့တော့ရှင်ပြတပည့်တော်တို့ရဲ့မောင်းတဲ့ဆိုင်ကယ်တိုက်ခံသွားလို့ခန္ဓာကိုယ်တစ်ချမ်းလုံးစုပ်ပြတ်နေတယ်အဲ့ဒီဆိုင်ကယ်ကမောင်းပြေးသွားတယ်ဘုန်းကြီးဘယ်လိုလုပ်မလဲဘယ်နှစ်ရက်ရှိပြီလဲ3ရက်ရှိပြီတဲ့အဲ့ဒီဆိုင်ကယ်နံပါတ်မမိလို့မော်တော်ဘီကယ်ရုံသွားတိုင်တယ်တဲ့အဲ့ဒါသူတို့ဘာမှမလုပ်လို့တပည့်တော်လုပ်မယ်ဆိုမင်းပတ်စံရှိသလားလို့မေးလိုက်ဆေးကုဖို့တော့နိုင်တယ်အဲ့ဒါဆိုကိုယ်ဆေးလေးကိုကုကွာဆေးဖို့ကတော့ငါတတ်နိုင်တယ်လို့ထောက်ပံ့မယ်ကြံတာတော့လိုက်မရှာနဲ့တော့မင်းတို့ဆေးဖို့ထက်ကုန်လိမ့်မယ်မဖြစ်နိုင်ဘူးလို့ကိုယ်နိုင်ငံအကြောင်းကိုသိတယ်လေနော်ဟုတ်ပါလားပြီးတော့စိတ်ကံရင်စည်းကမ်းလမ်းစည်းကမ်းသူစည်းကမ်းနဲ့သူလေးစားမှုမှမရှိကြတဲ့ခါကျတော့ဒုက္ခအမှုတွေဗျာပွေလိုက်ကြတာဒါလေးပွေနေတာဒုက္ခအမှုတွေနောက်ကကိုကားလေးနဲ့ကိုလမ်းကိုမောင်းတဲ့လူကလည်းစိတ်မချဘူးရှေ့ကဆိုင်ကယ်ကြည့်ပြီးနှလုံးရောဂါဖြစ်နေတာ तू ဘာလုပ်လိုက်မှလဲကြည့်နေရတာဟိုတို့မန္တလေးကလည်းယင်ကြီးရင်ငယ်ဆိုလောက်ထားတော့ဗျာရန်ကုန်တို့လိုဟိုနိုင်ငံခြားလို့ဆိုတော့ highway လမ်းပေါ်မောင်းချသွားတိုက်သွားထားပစ်ခဲ့ဘာဖြစ်လို့ तू မားတာဟုတ်ဆိုတော့ဘူးမှမှားရဘူးခုဒီမှာတော့မရင်ရင်ကြီးရခံဆိုတော့ဟိုကောင်လေးလှုပ်ချင်တာလှုပ်တယ်ဆိုင်ကယ်သမားစီးကျင်သူလို့စီးတယ်ရှင်းမရှိနောက်ကြည့်ကိုယ်စပိန်ကလည်းဖြစ်တယ်လို့ကိုယ်ချပလိုက်နောက်ကမောင်းရတဲ့လူကဘာဖြစ်လို့ဆိုတော့နှလုံးယောဂါတွေတော်တော်များတယ်နော်အဲ့ဒါဘာတွေလဲဆိုတော့ဒုက္ခအမှုတွေခေါ်ပါတယ်ဘာတွေဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတခုမကြံတယံမစဲအမြဲပေးအပ်ဆောင်နှင်းတတ်တဲ့သဘောစဉ်းစားဒီနေ့ဒီလိုအခြေအနေတွေနဲ့ငါတို့ကြုံနေရတာဒီကုသိုလ်ကောင်းမှုကြောင့်လူဘဝလူခန္ဓာမရကြဘူးလားတရားတော်တွေနဲ့ရောမတွေ့ဘူးလားသို့တော့မိမိနဲ့တကွမိမိပတ်ဝန်းကျင်မှာအစင်မပြေမှုဘောင်းစုံနဲ့ရောမနေရဘူးလားအဲ့ဒါကောင်းကံဆိုးကံအားလုံးဟာသူတော်ကောင်းတို့မပူနဲ့တဲ့အကုန်ပြန်ပေးမှာတခုမကြံတယံမစဲရှင်းသလားအဲ့နေတော့အငြိမ်နေလို့ရသလားမရဘူးအခုရာသီဥတုအမတန်ပြင်းပါတယ်ပုဂ္ဂိုလ်ကိုမျှတအောင်နေစိတ်အေးအောင်နေတတ်တဲ့လူမှသက်သာမယ်ရာသီဥတုပူတဲ့ထဲကကိလေသာပါပူမယ်ဆိုရင်တော့အသက်တူကြမယ်နော်ရှင်းသလားကောင်းပြီဒီနေ့ပြောမှာကတန်ယောဂထောဘာလဲတော့တန်ယောဂထောဆိုတာတန်ယောဂဆိုတာဖွက်ရှက်တာဘာလို့ဒါအဲ့တော့ဘာဖွက်ရှက်ထားသလဲဆိုတော့ဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုတို့ကိုအစင်မကွဲရအောင်ရှင်တွဲဖွဲ့ဆက်ဆက်ဖွဲ့ရှက်ထားတဲ့သဘောရှင်တွဲပြီးတော့ဆက်ဆက်ပေးထားတယ်ရှင်တွဲပြီးပါလဲဆက်ဆက်ဖွဲ့ရှက်ထားတယ်တဲ့ဝတ္ထုနဲ့အမှုမကွဲစီရဘာနဲ့မကွဲရဘာဝတ္ထုတော့အဲ့လိုပြည့်ဆိုတော့ဘာနဲ့မကွဲရအောင်နဲ့ဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုတို့အမှုအစုမလုံးနဲ့အမှုလို့နော်အမှုဆိုတာအဲ့ဒါကိစ္စပဲကိစ္စဆိုတော့တဲ့လေးပြန်ပြောရင်ညံကောင်းတဲ့လူဆိုသိပြီဒုက္ခအမှုတွေဘာတွေလဲဆိုတော့နှိမ့်ဆက်တတ်ခြင်းကိစ္စနှိမ့်ဆက်ခံရခြင်းကိစ္စလောင်မြိုက်ခြင်းကိစ္စအမြဲမပြ
ဖောက်ပြန်ပျက်စီးခြင်းဒုက္ခအဲ့ဒါကိစ္စတွေပဲနော်အဲ့ဒါကိုအခုသူတော်ကောင်းတို့အယက်ပြစ္ဆကအခြေအနေနဲ့နားလည်အောင်ပြောကြတော့ဒုက္ခဝတ္ထုဆိုတာဘာကိုခေါ်သလဲလို့မေးရင်ဒါကိုခေါ်တယ်ဒုက္ခဝတ္ထုဆိုတာဘာလဲဒါပါလဲအားလုံး training လုပ်ထားတာတော့ခွက်တွေလကားချနေတာမဟုတ်ဘူးဒါပါလဲခန္ဓာ၅ပါးယုံနေအဲ့ဒါပါလဲဒုက္ခဝတ္ထုဟုတ်ပြီနော်ခန္ဓာ၅ပါးကြီးကပါလဲဒုက္ခဝတ္ထုကြီးဒုက္ခပေးတတ်တဲ့ဝတ္ထုကြီးဒုက္ခလက်ခံတတ်တဲ့ဝတ္ထုကြီးဟင်နှိစ္စတနှိစ္စအပ်တဲ့ခန္ဓာအဲ့ဒါဒုက္ခဝတ္ထုဟုတ်ပြီနော်နောက်ဒုက္ခအမှုဆိုတာဆိုတော့တို့ဒီခန္ဓာအတွက်ပြုစုပြင်ဆင်နေရတာတွေမရှိဘူးလားရောင်ရည်ဝယ်တာစားရည်တောက်တာစားဝတ်နေရည်အဲ့ဒါတည်းကပါလေဒုက္ခအမှုတွေအဲ့ဒီဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကိုဟုတ်ပြီနော်ဒုက္ခဝတ္ထုနဲ့အစင်မကွဲရအောင်ရှင်တွဲဆက်ဆက်ဖွဲရှက်တတ်တဲ့တရားတဲ့ဒီနေ့တန်ယောဂကခင်ဗျားတို့ဘယ်တော့မှဒုက္ခဝတ္ထုနဲ့လည်းမကွဲရဘူးတဲ့ဒုက္ခအမှုနဲ့လည်းကွဲရဘူးဒုက္ခဝတ္ထုရောက်လာပြီဆိုဒုက္ခအမှုပါကိုဂိုင်းဒါဆိုရင်30ဘုံမှာအေးချမ်းဆုံးနဲ့အဆင့်အမြင့်ဆုံးဗြဟ္မဘုံကိုကြည့်ရအောင်နော်ဗြဟ္မာကြီးတွေမှာခန္ဓာရှိမရှိဟုတ်ဝတ္ထုရှိပြီဒုက္ခဝတ္ထုရှိရင်ဘာပါမလဲဒုက္ခအမှုဆိုတော့ तू ကအေးချမ်းဆုံးဆိုတော့နတ်သုဒ္ဓါလို့သူတော်ကောင်းတို့ဦးဇင်းတို့စားတော့နေတဲ့ကပလီကာရအာဟာရတွေဖြစ်တဲ့ဆက်ဆုပ်ဖွယ်ရာရွှန်ရှာဖွယ်ရာအစာအာဟာရတွေလည်း तू မစားရဘူးနတ်သုဒ္ဓါလို့အရာမျိုးလည်း तू မစားရဘူးဆိုပြုပြင်မှုအမတန်နည်းတယ်နောက်ဓမ္မပြည်မှာဖိုမတရဝါမရှိတဲ့တွေ့နော်ကြံတဲ့ပြုပြင်ခြေလေရတဲ့ကိစ္စတွေလည်းရှင်းတယ်နတ်ပြည်မှာနတ်ပန်းကလေးတွေပန်းတယ်နတ်သချင်းကလေးတွေဆိုတယ်ဘာညာကွိကွဆိုနတ်ပြည်မှာအများကြီးရှုပ်တယ်ဓမ္မပြည်မှာဒါတွေမရှိဘူးဟုတ်ပြီနော်အဲ့တော့အဲ့ဒီအမှုကိစ္စတွေရှင်းပေမဲ့ तू ဘာအမှုရှိနေလဲဆိုတော့ဇံဝင်စားနေရတဲ့အမှုရှိတယ်ဘာဝင်စားလဲအဲ့ဒီဇံပီတိကလေးနဲ့ तू တက်တန်းရှည်ကြီးနေလိုက်တာဒီဇံချုပ်ရင်ခန္ဓာလည်းချုပ်တယ်ဒါဖြင့်ဗြဟ္မခန္ဓာကြီးကိုဘယ်အမှုနဲ့ပြင်ဆင်ထားဇံအမှုနဲ့ပြင်ဆင်ထားတယ်ဒါဖြင့် तू ဒုက္ခဝတ္ထုနဲ့ရောကင်းသလားဒုက္ခအမှုနဲ့ရောသို့တော့ဦးဇင်းတို့သူတော်ကောင်းတို့လိုတိတ်ရှုပ်ရှက်ခတ်တဲ့ဒုက္ခမျိုးတော့မရှိဘူးသို့တော့ဒုက္ခလွတ်သလားမေးတော့မလွတ်သေးရင်သူ့ကိုတန်တိဒုက္ခအလုံးစုံချမ်းသာတဲ့အကျွင်းမဲ့ချမ်းသာလို့ဆိုလို့ရှင်းပြီဒါပြမပြည်ကနေတဆင်းနေလိုက်နတ်ပြည်6ထပ်နတ်ပြည်6ထပ်မှာနေမနရတိတို့ပရနိမိတဝတ္တဝရိတို့ဆိုတဲ့လိုတရနတ်ပြည်တွေရှိတယ်ဟုတ်ပြီနော်အဲ့ဒီအထက်ထက်နတ်ပြည်ရောက်သွားတိုင်းစိတ်ကြံတိုင်းဖြစ်တာငါဘာလေးဘယ်လိုလုပ်ရရင်ကောင်းမှဆိုဖြစ်သွားပြီဟောအထက်နတ်ပြည်တွေမှာဆိုအဲ့ဒီဘာလေးဘယ်လိုလုပ်ရရင်ဆိုတာဒုက္ခအမှုတွေပဲဟင်နတ်ပြည်မလဲခန္ဓာဘယ်နှပါး5ပါးပဲ5ပါးရှိတယ်သူ့မှာဘာရှိနေလဲဒုက္ခဝတ္ထုရှိနေတဲ့အတွက်နတ်သုဒ္ဓါနတ်ဩဇာစားရတဲ့ပြုပြင်မှုဒုက္ခအမှုရှိတယ်နောက်နတ်တို့ရဲ့ကာမဂုဏ်ခံစားဖို့ဆောင်ရွက်ရတဲ့ဒုက္ခအမှုရှိတယ်ရှင်းသလားဟာအေယဝံစီရင်ဆင်ကြီးစီးပြီးတော့နန္ဒဝံဥယျာဉ်နဲ့သွားတယ်ဆိုတော့ဒါသွားလာနေရတဲ့ဒုက္ခတွေလေဗျာရှင်းသလားဟိအဲ့တော့နတ်ပြည်မှာဟောဒုက္ခဝတ္ထုဒုက္ခအမှုကင်းသလားကဲဒါကဟိုးအထက်ပုံတွေကိုစိတ်ကူးရင်စရာမရှိအောင်ပြောရခုသူတော်ကောင်းတို့လက်တွေ့ရောဒုက္ခဝတ္ထုရှိကြရဲ့လားအမှုတွေရောဟောသူတော်ကောင်းတို့ဦးဇင်းတို့အမှုတွေမှာလေကောင်းဝါစပင်ရှိကောင်းလျှော်ရတဲ့အမှုဟမ်အဲ့ဒီကနေတကူလုံးခြုံကြည့်လိုက်ကြေချိုးပေးရဘဝစားလဲပေးရစားဖို့တောက်ဖို့ရှာရစားဖို့တောက်ဖို့ပြင်ဆင်ရဟမ်
အဲ့ဒုက္ခတွေဟာအခုမှအခုဖြစ်လာတာလားဒုက္ခဝတ္ထုရကြတဲ့ကလားဒါပြန်အရင်နေ့တွေကပြောသလိုအမေဝမ်းကောင်းတဲ့ကလေးကပြုတ်ပြင်ပြီးမလာရဘူးလားဒါတော့ဒါကိုတဏှာကလေသမုဒယကဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကင်းမှဆိုလို့အရွယ်ကလေးနည်းနည်းရောက်လာပြီဆိုတယောက်တည်းမနေနဲ့တဲ့ဟင်တယောက်တည်းနေရင်ဒုက္ခတယ်တဲ့မင်းအားနေလိမ့်မယ်နှစ်ယောက်နေခိုင်းနှစ်ယောက်နေခိုင်းတော့နှစ်ဒုက္ခဖြစ်လာယောက်ျားကလည်းမိန်းမအတွက်မပူဘူးလားကျုပ်ကတော့ပူတယ်ပြောတာခင်ဗျားတို့ပူတယ်မထင်ပါဘူးဟမ်မိန်းမကလည်းယောက်ျားအတွက်အမှုပူမလာဘူးလားပူလာပေမဲ့ဒါအမှုပူမှန်းကိုမသိဘူးစိတ်ဆင်းရဲနေကြလားပြောနေကြလားမပြုစုရမှာကိုစဉ်းစားတယ်ဦးဇင်းကတရားဟောတော့မယ်ဆိုတော့နော်ဆရာတော်ဘုရားကြီးကဒါတွေပြသွားတာအကောင်ကောင်နဲ့ပြသွားတယ်ငါတက္ကဓမ္မတွေဟောလို့ဖြစ်မှာဖြစ်ပါမလားနော်သူတို့မပြုစုရမှာကိုစိုးတယ်မေးပါဦးမယ်အပြုစုခံနေတဲ့အချိန်မှာကိုထင်တယ်လို့ပြုစုနေရတဲ့အချိန်မှာခင်ဗျားတို့စိတ်ဆင်းရဲသလားအပြုစုမခံတော့တဲ့အချိန်မှာစိတ်ဆင်းရဲလားတရားဟောလို့ရမထင်ဘူးပြောကြတော့ဟမ်ရှေ့အများကြီးစဉ်းစားမယ်အမလီပြောတယ်ဘုန်းကြီးတွေကနော်နိစ္စရဆရာတော်တွေကမင်းကဖြစ်ပြက်မဲ့တဲ့ဟောတာဘယ်လိုညံရနိုင်တယ်ဘယ်လိုထိုးထွင်းရနိုင်တယ်မင်းလူတွေမင်းမေးအောင်တဲ့ဟမ်အခုကိုအရှင်းလေးကိုသားသမီးလေးဆိုကိုပြုစုတဲ့အတိုင်းလေးနေတာမကြိုက်ဘူးလားအဲ့တော့ကိုပြုစုသလိုများနေရင်ခင်ဗျားတို့စိတ်ဆင်းရဲလားစိတ်ချမ်းသာလားပြုစုနေရတာကိုစိတ်ချမ်းသာနေတာတဲ့အပြုစုမခံတော့ဘူးဆိုရင်ဒါဆိုရင်ဦးစင်းပြောမှနဲ့ပြောင်းပြန်ဖြစ်နေတယ်ဗျာဟမ်ဖြစ်မှဖြစ်ပါမလားမသိဘူးဆက်ပြောလို့အဆင်ပြေပါမလားမဟုတ်ဘူးတော့ကြနေကိုယ်ဆရာနဲ့ကိုယ်တပည့်တွေပြိပက္ခဖြစ်ကြရင်မကောင်းဘူးဗျာဟမ်ကဲပြုစုနေရတာနဲ့မပြုစုရတာဘယ်ဟာကောင်းလို့ကဲဒီလောက်ဆိုပေါ်ပြီဗျာသမုဒိယကခင်ဗျားတို့ဘာနဲ့ဘာမကွဲရဘူးတဲ့အစင်မကွဲရအောင်ရှင်တွဲဆက်ဆက်ပြီးတော့ဖွဲ့ရှက်ထားတယ်။ဒါမို့လူယိုကြီးအပြိုကြီးဖြစ်နေတဲ့လူတွေတောင်မှအမလေးကျန်တဲ့ဒုက္ခတွေပြီးတော့ဘာရှာဦးဆရာဆိုတော့တူမလေးတွေကသားသမီးပဲ။သဘောပါလား။ခင်ဗျားတို့တွေမဟုတ်ဘူးကျတို့ဖုံးနေလေလေ။အားကြောင့်ပဲပညာမသင်နိုင်တဲ့ပုဂ္ဂိုလ်တွေပညာသင်သိချို့တဲ့ပုဂ္ဂိုလ်တွေသားတွေသမီးတွေအများကြီးရှိတယ်။တနည်းအားပဲနေကြပါအောင်ပြန်လာတော့ဖုံစာအုပ်ဝယ်ပေးဖောင်းတိန်ဝယ်ပေးလွယ်အိတ်ကဘလို့ရကျင်တာဗါတဲ့ဂျင်းစမ်းမိလွယ်တဲ့လွယ်အိတ်ဆိုလားပဲနော်ဘုန်းကြီးကျောင်းကထားပေးရတာပို့တော့မထင်နဲ့နော်မော်ဒယ်တွေကြီးပဲဆိုတော့အေးနေဦးဘုံမှလည်းခရီးတွေပန်းလာလဲဈေးတွေပြတ်လာတဲ့ခဏဆောင်ကြအောင်ကွနော်နည်းနည်းလေးဘတ်ဂျက်ကလေးရလာပြီဆိုတော့ကဲကျောင်းသူကျောင်းသားမှန်သမျှတက်ကွာကားပေါ်သွားမယ်3သိန်းခွဲလောက်ကုန်တယ်နော်အဲ့တော့ဈေးတွေသိတော့လွယ်တော့မထင်နဲ့ဒါကျုပ်ကလည်းလူပြည့်စည်ဆိုတော့ရှိတဲ့သားသမီးလေးတွေချဲ့ရမှာဗျာနော်အဲ့ဒါဘယ်သူကလုပ်ပေးတာအဲ့လိုဗျာမညာမတာဘုန်းကြီးတနာလာပဲဒါဘသူတပည့်တွေတို့ငါတပည့်တွေဆိုတဲ့တဏှာအမှန်ပါပဲဒါမို့လို့အဲ့ဒီဧတမမဧသောဟမသမိဧသောမိအတ္တာဆိုရင်တဲ့အားလုံးဟာဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုတွဲပြီတဲ့ငါတပည့်တွေတို့လားလိုက်ရောမနေဘူးဆိုရင်သူတို့အတွက်ပူစရာပင်စရာကြောင်းကြဆိုင်စရာရောကျောင်းလာကပြပါအောင်ဖျားယူရှင်လာကဖျားမင်းတို့ဘာမှမပူနဲ့သာတအောင်သိငါထားပေးမယ်ဆိုတဲ့ဒီလောကမရှိရင်လေဟုတ်ပလား
အဲ့လောကမရှိရင်လည်းကျုံနာထမင်းချက်မဲ့လူရှိတော့မှာမဟုတ်ဘူးအဲ့ဒါဘယ်လိုလုပ်ကြမလဲဘသူတတ်တိနန္ဒတတ်တိဒါဖြင့်ဘုန်းကြီးဘသူနှိမ့်ဆက်ကျုပ်ဗျာကျုပ်ဖြစ်စဉ်ကျုပ်ပြောတာပါခင်ဗျားတို့တော့ကိုယ့်အကူတွေးကြတာသဘောပါသလားဟမ်ဟာရိတ်သားကြီးထောင်ထားတော့ဘုန်းကြီးတွေအားကိုမအောင်ဘူးဆိုတော့ဘေးကဘုန်းကြီးတွေကဘာပြောတော့ဆိုတော့ဘုန်းကြီးအိုကြီးတပါးလာရှင်ပြအားကိုမအောင်ဗျာပြီးတော့နေရောညအောင်လုပ်နေကိုတော့မအားတဲ့အလုပ်လုပ်ထားတာဘူးတဏှာခိုင်းတာပဲငါသိသလောက်သူတို့သိစီရမှာဟာငါတတ်သလိုသူတို့တတ်စီရမယ်ဟာငါအရေးအာဝါဒအောင်မှာတည်ငါအေးချမ်းမှုရရွတ်ဆောင်မှာဟာလောဘတွေနော်သို့တော့ကိုယ်အတွက်ဆိုတဲ့အတ္တလောဘလားအများအတွက်လားအများအတွက်ပဲမဲ့ तू မွေရင်လေချမ်းသာသလားဆင်းရဲလားကဲသူမင်္ဂလာသစ်ပင်ရေရောက်သွားပြီကဲမင်းတို့ကဒင်းတို့ဘယ်နဲ့နေကြလို့ဆိုပြီးတော့ကိုယ့်အကိုတရားလေးရှုမှတ်ပေါ်ခြင်းနဲ့များပေါ်ငါတပည့်တွေဘယ်လိုလုပ်မလဲဖြစ်ပြက်ကွာသူတို့တွေတော့ဒုက္ခရောက်ကုန်တော့မှဖြစ်ပြက်ကွာဟမ်ဒီကလေးတွေဘယ်လိုနေကြမလဲဖြစ်ပြက်ကွာဆိုရင်ကဲငါတို့တော့ကြောင်းကြစိုက်နေတာနဲ့ကိုယ့်ဟာလေးကိုအလုပ်လုပ်နေတာဘယ်ဟာအေးဒါဖြင့်ကြောင်းကြစိုက်တဲ့သလားကိုယ့်အလုပ်ကိုလုပ်တဲ့လားကျေးဇူးတင်ပါတယ်နေ့ပြန်ကစားပြီးတော့အမှန်ဒါအမှန်လေနော်အဲ့တော့ဘသူကနှိမ့်ဆက်ထားတာလဲတဏှာသမုဒိယနှိမ့်ဆက်ထားတာတေချာမြောင်ကြည့်အဲ့တော့ဒီဖုံးတို့နောက်ဆန်တင်းစရာမရှိတဲ့ကရုံးနေတောင်နှိမ့်ဆက်ထားတယ်ဆိုရင်ကျုပ်ပြောတာပါသူများမပြောပါဘူးဟုတ်ပြီနော်စကားလုံးပြောတာလည်းတဲလွယ်မဟုတ်ကြတဲ့တန်ခါတော်ရှင်သူများလုံးဝတပြီးတော့ဇော်ကားခြင်းမရှိပါဘူးကိုပြောတာပါဟမ်ဘသူတော့တဏှာကဒီနောက်ဆန်တင်းစရာမရှိတဲ့ပုဂ္ဂိုလ်တွေတောင်နှိမ့်ဆက်ထားတဲ့ဆိုရင်တော်တော်မှာဒုက္ခဝတ္ထုရှိမရှိအမှုတွေရောခုရောက်ဝဲကဖောက်ကားနေကြတာနွေရာသီပူလာကြီးရဲ့ဆိုအနားရသလားပူလည်းမနာရဘူးအေးတော့မနာဘူးနေမကောင်းတော့တော်ယုံတန်ယုံအေးရဖြာကမှမဟုတ်သေးမနာနဲ့တဲ့အဲ့ရဖြာကသမားတောင်မှလေစီးပွားရေးသမားကြီးတွေနားသလားမေးကြည့်လိုက်နားဘသူခိုင်းတာအဲ့ရတွေကနေလက်မှတ်တော့ထိုးနိုင်သေးတယ်လို့တာရှင်းသလားဟိအဲ့တော့သူတော်တို့သိထားမှာဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကိုအစင်မကွဲအောင်ရှင်တွဲဆက်ဆက်ဖွဲ့ရှက်တတ်တဲ့တရားအဲ့ဒါဘာသစ္စာလဲသမုဒယသစ္စာဘာသစ္စာလဲဒါဖြင့်သမုဒယသစ္စာသည်ဒုက္ခဝတ္ထုဒုက္ခအမှုကိုလည်းစုဆောင်းစည်းပူးတတ်တဲ့သဘောမရှိဘူးလားနောက်အမြဲပေးအပ်တတ်တဲ့သဘောလဲမကွဲအောင်တွဲပေးတဲ့သဘောလဲဒါဖြင့်တန်တရားတစ်ခွင်မှာသူတော်ကောင်းတို့ဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကင်းကွာခဲ့တဲ့ဘဝဘယ်ဘဝရောက်ရင်ကင်းမလဲဘယ်ဘဝရောက်ရင်ကင်းမလဲဘယ်ဘဝရောက်ရင်ကင်းမလဲ30ဘုံမှာကျင်လည်နေတဲ့ဘဝဘယ်ဘဝဟာဒုက္ခငြိမ်းတယ်လဲအဲ့ဒါမေးတာဟိုနိဗ္ဗာန်သာထမမြင်သေးဘူးဘဝအရင်အပြစ်မြောင်ကြည့်ရဟမ်သူတော်ကောင်းတို့ကနိဗ္ဗာန်မရောက်ခင်စัจ जा ဘဝကောင်းစားရေးဆိုတာသူတော်ကောင်းတို့ထဲမှာရှိနေတယ်ကဲဥစ္စာမေးပါအောင်မခင်ဗျားတို့ယုံကြည်ချက်ကိုဒီဘဝထဲနဲ့တခါတည်းအပိနိဗ္ဗာန်ရောက်အောင်လုပ်နိုင်ပါမယ်အဲ့ဒါမလုံနိုင်ဘူးလို့ခင်ဗျားတို့စိတ်မရောက်ခင်ကလေးအများကုန်တော့ရှေ့ရတော့ကျုပ်ကတော့ပြောထားတယ်ဗျာကိုလန်းကိုရွေးချယ်နိုင်တဲ့ဘဝမျိုးဘူးလားဒီနေ့တရားဘောတော့သိအစင်မပြေခြင်းဘူးဗျာဟမ်သဘောပါလားဟမ်မပြီးနိုင်ဘူးလို့အစကတည်းကလျှော့ထားတာဟုတ်အဲ့ဒါကိုယ်တည်းမဟုတ်ဘူးဘုန်းကြီးတွေဒီပါလာသေးတာဘုန်းကြီးတဲ့သတိထားဗျာတဲ့ကိုယ်တရားလေးလဲကိုအားထုတ်အောင်ကျမ်းမာရေးလဲဂရုစိုက်အောင်ရှင်ဘုရားတို့တပည့်တော်တို့ကတဘွားတည်းနဲ့ပြီးမဲ့လူတွေမဟုတ်တော့ဟာကျုပ်ပါဆွဲတဲ့ဟာခင်ဗျားဘယ်နဲ့ကျုပ်ကဘာမှလည်းမပြောရသေးဘူးနဲ့ဘယ်နဲ့ကြောင့်ခင်ဗျားလည်းဆွဲထည့်တာတော့မဟုတ်ဘူးရှင်ဘုရားလည်းဆက်သာသနာပြုအောင်ပါတဲ့
တပည့်တော်တို့ကလည်းဆက်ပြီးတော့ရှင်ဖျားတရားတွေနာရအောင်မှာတော်တော့ဟမ်တော်ပါရဲ့နော်မလီဒီဆရာနဲ့ဒီတကားမှဒီဘဝတွေမဟုတ်ဘူးနောက်ဘဝကျတော့လည်းရှင်ဖျားဘုန်းကြီးဝတ်ပြီးတရားဟောတယ်ဟာလို့ပြီဟမ်ကဲစဉ်းစားတာကြည့်တော့ဘသူလက်ချက်တော့တဏှာလက်ချက်ဒါမှမဟုတ်ဦးဇင်းတို့ကတရားကိုသိစေခြင်းတယ်ဆိုတာဒါပဲတရားသဘောဟာမသိရင်အတော်ကိုခက်ခဲပြီးတကားလားတဏှာရဲ့လှဲ့ကွက်ထဲမှာနစ်မျောနေရတယ်လို့သတိရှိရမယ်အဲ့တော့ခုနကဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုတွေအကြောင်းကိုဦးဇင်းတို့ရှင်းပြပြီးပြီကိုယ့်ဟာကိုယ်စဉ်းစားဟုတ်ပြီနော်ဦးဇင်းတို့ပြောကြတယ်အများကြီးရှိတယ်နော်တော်အောင်တို့ဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုအကြောင်းများပြောရင်ဒီနေ့မြိုင်မြိုင်ဆိုင်ဆိုင်ကြီးတဏှာကြီးမလောက်အောင်ပြောလို့ရတယ်သို့တော့ဘသူကိုယ်တိုင်စဉ်းစားမယ်ကိုသားရဲ့သမီးရဲ့စီးပွားရေးနဲ့လူမှုရေးလောက်ကင်နေရတဲ့အမှုကိစ္စအားလုံးဟာဘာလဲဒုက္ခအမှုအဲ့ဒါတွေလောက်ကင်နေရတဲ့ခန္ဓာကြီးကဒုက္ခဝတ္ထုဒါဖြင့်သူတော်ကောင်းတို့ဦးဇင်းတို့ရရှိထားတာဘာလဲဒုက္ခဝတ္ထုမအားမလတ်လောက်ကင်နေရတာကအဲ့ဒီအမှုနဲ့အစုကြားထဲမှာသာနစ်မျောနေမယ်ဆိုရင်သူတော်ကောင်းတို့သည်ဆင်းရဲတဲ့နဲ့ကထွက်နိုင်ပါမလားအဲ့တော့ဆင်းရဲတဲ့မှာကျင်လေခြင်းတဲ့လူတွေလားထွက်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်ထွက်မြောက်ခြင်းတော့တခုတော့လောက်ကြအောင်ဆိုဗျာတတိထားတယ်ဟုတ်ပါလားဒါဥစဉ်ယုံတယ်ဒီလူတွေပေါ့တော့မနေဘူးထွက်အောင်တော့လုပ်မှာတို့သဘောပါလားဒီတိုင်းရေလိုက်ကားလိုက်နဲ့ငုံစုံပြည့်သွားကြတော့မှမိုးကားရေတောက်မဲ့ပုဂ္ဂိုလ်တွေကလွတ်အောင်ယုံမှလားသာဓုဗျာအဲ့လူလေးអော်လိုက်တာကူသာဓုဒီဇောတွေဟာလေပို့တော့မှဘယ်တော့နိဗ္ဗာန်ဆိုတာဘယ်လွတ်တဲ့နေရာဒုက္ခဝတ္ထုဒုက္ခဝတ္ထုဒုက္ခအမှုတွေကနေလွတ်ကင်းတဲ့နေရာဟုတ်ပြီနော်အဲ့တော့မနေ့ကပြောခဲ့တယ်အခုဒုက္ခပေါင်းစုံနဲ့ကြုံနေရတာဒီဒုက္ခရှိရဘက်ကကိုမျက်နာမူထားလို့လားဒုက္ခကင်းတဲ့ဘက်မျက်နာမူထားလို့ဩဒါဖြင့်အလှဲ့လွဲနေတာဟာလွဲနေတာအဲ့တော့အလှဲ့လွဲရခြင်းဟာလဲတခြားကြောင့်မဟုတ်ဘူးတဲ့ကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးကဒီတန်ယောဂထောမှာဘာပြောလိုက်တယ်လဲဆိုတော့သက်ကာယဒိဋ္ဌိရှိနေလို့တဲ့ဘာရှိနေလို့သက်ကာယဒိဋ္ဌိဆိုတာကတော့တခြားမဟုတ်ဘူးဟောဒီယုံနာခန္ဓာကြီးပေါ်မှာငါကိုငါဟာငါဥစ္စာဟုတ်ပြီနော်ဧတံမမဧသောဟမသမိဧသောမိအတ္တာဆိုပြီးတော့သမနုပ္ပတ္တိနှလုံးသွင်းနေမယ်ဆိုရင်ဒါသက်ကာယသမှုရောတဲ့သက်ကာယဒိဋ္ဌိဖြစ်တာပါပဲဟောငါကငါဟာငါဥစ္စာလို့နှလုံးသွင်းနေရင်ဘာဖြစ်သွားလဲသက်ကာယဓမှုတွေရောဟောဒီဘုရားကဒီလိုပြောထားတာဧတံမမဧသောဟမသမိဝေဒနာဖြင့်ဝေဒနာပေါ့စိတ်ဖြင့်စိတ်ပေါ့ရုပ်ဖြင့်ရုပ်ပေါ့ခုသူတော်ကောင်းတို့ကငါကိုငါဟာငါဥစ္စာလို့ရုပ်ပေါ်ဆွဲတာလားခန္ဓာ၅ပါးလုံးပေါ်ဆွဲနေတာလားဟောတခုတည်းဆွဲတာဟုတ်ကဲ့လားအဲ့တော့တက္ကာယဒိဋ္ဌိမြန်ဘယ်လောက်ထိဆွဲတုံးဆိုသပင်လေးလည်းဘယ်သူသပင်ဟောဒါဖြင့်မဲတို့ခန္ဓာမှာတက္ကာယဒိဋ္ဌိမရှိတဲ့နေရာအဲ့ဒါဘလို့နှလုံးသွင်းနေလို့လေအဲ့ဒီပစ္စည်းတွေအားလုံးကိုငါကိုငါဟာငါဥစ္စာခွက်ကတော့ကော်တွေနဲ့ကတ်နေလို့မဖြစ်တော့ဘူးသုံးခွက်မခွဲတော့ဘူးတစ်ခွက်တည်းပဲသဘောပေါက်လိုက်တော့ဗာလဲငါကိုငါဟာငါဥစ္စာဒါဖြင့်သူတော်ကောင်းတို့မှာငါကိုငါဟာငါဥစ္စာလို့သာပြောနေတာရုပ်တရားကိုပိုင်သလားမေးရင်ဟောမပိုင်ကြောင်းကိုဘယ်လိုလုပ်သိမလဲမပိုင်ကြောင်းကိုဘယ်လိုလုပ်သိမလဲတတိထားရှိမှလေမိမှဆိုလို့ဦးခေါ်ထားတယ်ရုပ်ကိုမပိုင်ပါဘူးလို့ခင်ဗျားတို့သိအောင်ဘယ်လိုလုပ်မလဲတတိထားပြန်ပြောအဲ့ရုပ်မပိုင်တာသိချင်ရင်ဘာကိုတတိထားမလဲ
ဒါပဲပေါ့ဗျကမ္မထမ်းဟာလေးဖြောင်းစင်းလုံးလို့ဦးဇင်းကဒါလေးကပ်မေးနေတာတော့ဟင်တေချာကြည့်ရုပ်မပိုင်တာငါတို့သိချင်ရင်ဘာလုပ်မလဲရုပ်ကိုတတိထားရုပ်ပေါ်မှာဝရိယဆိုင်ရုပ်ကိုပညာနဲ့ကြည်ပညာဆိုတော့လေပညာကဘာလဲလဲပညာဒီသုံးပါးဟာဒါသူတော်ကောင်းတို့တော့ချိန်ခင်ပဲအနိစ္စဆိုတာမြန်မာလိုပြောရင်အမြဲမရှိဆိုတာဖြစ်ပြီးတော့ဒုက္ခဆိုတာအနတ္တဆိုတာဒီတော့ရုပ်တရားသည်မြဲတဲ့တရားလားမမြဲတဲ့တရားလားအဲ့ဒီမမြဲတဲ့တရားမြင်အောင်လို့တတိထားပညာနဲ့ကြည့်တော့ရုပ်ကလေးအများအားဖောက်ပြန်ပြီးတော့ဖောက်ပြန်ပျက်စီးနေတာကိုတွေးလာပြီဆိုတော့တတိလေးနဲ့ကြည့်လိုက်တော့ဩဟုတ်သားပဲဖောက်ပြန်ပျက်စီးနေတာချမ်းသာသလားဆင်းရဲသလားဖောက်ပြန်ပျက်စီးတာမြင်တာကအနိစ္စဆင်းရဲတာကဒါကိုကိုယ်ပိုင်ကိုယ်ဆိုင်အစိုးတရားပြုပြင်လို့ရသလားအခုတော်တို့ပြုပြင်နေတာဆိုတာလေရေလိုက်ငားလိုက်ခန္ဓာကတောင်းတာလေးနဲ့တဏှာကပြောတာလေးရားချလုံနေရတာဒါတောင်ပြေးလေသလားပြေးပါဗျာစိတ်တိုင်းကြရလားကဲကိုစိတ်တိုင်းကြတဲ့လူလက်ညှိုးထောင်ဟမ်ကြောက်မှမကြသေးဘူးလားဒါကိုသားသမီးနဲ့ကိုအိမ်သားစိတ်တိုင်းကြတဲ့လူလက်ညှိုးထောင်ဘယ်လိုလဲမဟုတ်ဗျာခုနေရထိုင်ရတဲ့ခေတ်ကာလကြီးစိတ်တိုင်းကြတဲ့လူလက်ညှိုးထောင်ဘယ်လို့မှလုပ်လို့မရတော့ဒါပေမဲ့ခင်ဗျားတို့ခန္ဓာမှာဗျာကိုရုပ်ကလေးကိုစိတ်တိုင်းမကြဘူးလားခါလေမှန်နဲ့ကြည့်ပြီးတော့လေချင်ရင်သာရင်ပြုံးနေတာတွေမရှိဘူးလားဟမ်ချို့ဟိုလှတဲ့လူတွေပြောပါတယ်ဒီတရားလာနာတာတော့မလှတဲ့လူတွေများပါတယ်လက်ပြန်တော့တရားဝဲလူများနေသွားမလားမသိဘူးနော်ဒီလိုပြောတာမဟုတ်ပါဘူးအလှအပပေါ်မှာခံစားရတဲ့တဏှာနေတဲ့ပုဂ္ဂိုလ်တွေလာတာလို့ဒီလိုပြောတာတချို့တွေပြောပါတယ်ဒီတရားပွဲတဲ့မလာတဲ့ပုဂ္ဂိုလ်တွေနော်မှန်ရှိသွားပြီးတော့မလေးသူ့မျက်ခုံးလေးမျက်တောင်လေးအတူလေးတက်ပြီးတော့တခါလဲပြုံးနေတာသူ့ကိုယ်သူတော်တော်လှတယ်လို့ထင်နေတာဆိုတော့ဒီလူကိုသွားထောင်ခိုင်းရင်တော့ထောင်ရင်ထောင်းနေမှာပေါ့အခုသူတော်ကောင်းတို့ကသုတဝါအရိယသာဘောကောတွေဆိုတော့ဒီရုပ်ကလေးလှပတာရောမြဲသလားမြဲပါဗျာဟောဒါဖြင့်စိတ်တိုင်းကြเสียရှိသလားရှိပါဗျာကဲရုပ်ပေါ်စိတ်တိုင်းမကြရင်ဝေဒနာဗျာကိုယ်ခံစားချက်ပေါ်မှာကိုယ်ကျင်တတ်တဲ့လူရှိပါဗျာဟုတ်ပြီဒါဖြင့်သိညာဗျာခုခင်ဗျားတို့မှတ်သားမှုလေးတွေကိုမှတ်သားမှုကိုစိတ်တိုင်းကြတဲ့လူရှိတာရှိပါဗျာအေးမရှိဘူးဆိုတာပြောတာနော်အိမ်ရောက်ရင်အမလီလူငယ်တွေဖြစ်ပြီးဘာမှမမှတ်ခဲ့ကြဘူးငါလူကြီးလောက်တဲ့လူကတော့အကုန်မှတ်ခဲ့သေးတယ်ဘုန်းကြီးကဘယ်လိုပြောသွားတာဟမ်ကိုမညာနဲ့ကိုဂုံယူနေတတ်တဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားရှိခဲ့ရင်တတိထားပါပညာသည်အတ္တလားအနတ္တလားနိစ္စလားအနိစ္စလားအေးအကြောင်းအကျိုးညီညွတ်ကိုယ်စိတ်ကလေးကလည်းတည်ငြိမ်နေတဲ့အချိန်မို့လို့မှတ်နိုင်တာအဲ့ဒီမှတ်တာလဲအသုံးချနိုင်အောင်မှယောဂဗျာများလာပြီဆိုတော့ဟိုမမှတ်မိဘူးဆိုတဲ့ကလေးတွေကလေမှတ်ဉာဏ်ကောင်းလာကြီးဆိုရဲ့အဖိုးကြီးဖွားကြီးတွေနာမကျန်းဖြစ်လို့ညီးလာပြီဆိုဘာလို့ညီးတာတော့အမေအနိစ္စလေနင်ခံကြည့်ပါလားဟမ်နာတာကငါဟောငါကိုဒါကြောင့်အခုမေးနေတာခင်ဗျားတို့ကိုယ်တင်ညာကိုစိတ်တိုင်းကြသလားကြစရာအကြောင်းမရှိသလားသင်္ခါရကိုယ်စေတနာကိုစိတ်တိုင်းကြတဲ့လူလက်ညှိုးထောင်းရှိပါဗျာအဲ့လိုစိတ်ကောင်းစေတနာကောင်းမရှိဘူးလားရှိပါဗျာဟမ်ငါစေတနာမစော်ကားနဲ့မလားဘူးလားငါစိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာငါစေတနာငါယုံနေထောင်လေးလက်ညှိုးဟမ်မန်ဝင့်တတ်တယ်နော်ဟမ်ဒီတဲ့ဇင်းလုံးကြောင့်စေတနာကောင်းတဲ့လူလက်ညှိုးထောင်ကျုပ်လည်းမထောင်ရဘူးရှင်းသလားအတ္တဝင်ညှိတယ်ဘာဝင်ညှိတယ်အတ္တရောနေတဲ့စေတနာသည်စင်ကြယ်သောစေတနာမဖြစ်နိုင်ရှင်းမလား
အတ္တရောလာပြီဆိုဘက်လိုက်တော့မယ်ချစ်ချင်းမုန်းချင်းပါတော့မယ်ချစ်ချင်းမုန်းချင်းပါရင်အိဒါမစ္စရိယလာတော့မယ်ဒါတက္ကပညာသုံးမှာရှိပြီးသားသဘောပါသလားအဲ့တော့ချစ်ချင်းမုန်းချင်းလာရင်ရှိရဆန္ဒတွေဝိတက်တွေမျိုးစုံမလာဘူးလားလာခဲ့ရင်ဒီငါကိုငါဟာငါဥစ္စာသည်ဘက်လိုက်ချင်းမတရားမမျှတခြင်းဆိုတာတွေမလာဘူးလားလာခဲ့ရင်ဒီစေတနာဟာ perfect ဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးဘုရားရှင်တို့ရဲ့စေတနာသာလျှင်ဒါမို့သူ့ကိုမဟာကရုဏာတော်ရှင်မဟာတတ်ထားတာကရုဏာမှာမဟာတတ်နိုင်တာဘုရားပဲရှိတယ်မေတ္တာမှာမဟာတတ်နိုင်တာလေဘုရားပဲခုတို့မေတ္တာပို့ကြတဲ့တဲ့တောင်ဒါမှမဟုတ်အာယုစိုက်ခိုင်းတာလုံးစုံများစွာတတ္တဝါဆိုချစ်သူမုန်းသူအကုန်ပါသွားပြီဟုတ်ပလားငါအိမ်ကြီးနာချင်းတွေဟိုရှေ့ရဆိုရင်ရှေ့9အိမ်မပါဘူးနောက်9အိမ်မပါဘူးဖြစ်နေဦးမှာအဲ့တော့လုံးစုံများစွာတတ္တဝါဆိုအကုန်သိမ့်ပြီသွားရှင်းသလားအဲ့ဒီထဲမှာမှသူများတွေထားမယ်စိတ်ထားကိုကိုယ်တိုင်ကြည့်ရမှာကိုလက်ပတ်လို့ချင်းချင်းချင်းကင်းရှင်းကြပါစေအထင်သေးချင်းချင်းချင်းကင်းရှင်းကြပါစို့အဲ့ဒီကလွန်မြောက်မှ perfect ဇင်းလုံးကျော်စေတနာဖြစ်မယ်ရှင်းသလားအဲ့တော့သူမင်္ဂလာလို့လည်းကြိုးစားတော့မယ်ဗျာသူတော်အောင်လို့လည်းကြိုးစားကြပါလို့မေတ္တာရက်ခံဟုတ်ပြီနော်အဲ့တော့များသောအားဖြင့်ဦးဇင်းတို့ကြုံတွေ့ရတာဦးဇင်းမကြပြောတယ်ယောဂီချင်းချင်းပြန်ရင်ဒိဋ္ဌိအများဆုံးကတို့မိုးကုတ်ယောဂီပဲလို့ဟမ်ယောဂီကြီးရှိရင်မိုးကုတ်ယောဂီကဘာပုံများလဲဒိဋ္ဌိပုံများတယ်မာနပုံများတယ်ငါတို့ဆရာတော်ဘုရားကြီးတရားမှာဟုတ်ငါတို့တရားကလွင်ပြောတတ်ဘူးမလို့သူတို့တရားသစ္စာလည်းမဆိုင်ဟမ်တရားကလို့ပြောခဲ့တဲ့အဲ့ဒါတရားတော်သွားမလုပ်လိုက်နဲ့ရှင်းသလားအဲ့တော့တက်လမ်းကြောင်းတွေမှာသူ့လမ်းနဲ့သူအများကြီးရှိတယ်အခုကျုပ်တို့ဦးဇင်းတို့တော်ကောင်းတို့ကပညာတိကလမ်းဆိုတာဆရာတော်ဘုရားကြီးကပညာကိုဦးစားပေးပြောထားတယ်အဲ့တော့ပညာကသိထားတဲ့သုတ္တမယပညာနဲ့ကိုယ်တိုင်ကြံစပြီးတော့ကိုယ်တိုင်သိတဲ့ပฏิဝေဒပညာနှစ်ခုဟာမကပ်ရင်တဲ့ကောက်ချစ်တတ်တယ်ဟုတ်ပလားအဲ့ဒါပညာလွန်လို့ကောက်ချစ်တာမဟုတ်ဘူးခင်ဗျာပညာမပြည့်စုံလို့ကောက်ချစ်တာအဲ့တော့ပညာအဓိကလမ်းကဆိုတော့သုတ္တကရှိရကြောနေဗါလဲသုတ္တရှိရကြောတော့သူများပြောသိကိုကိုယ်ပိုင်သိမှတ်လိုက်တော့ဘယ်သူသိတာတော့ဟဲ့ရှင်းသလားဒါဖြင့်ဒိဋ္ဌိလာသလားမလာဘူးလားဟေးတရားသိတဲ့လူဟာပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်နေနိုင်မနေနိုင်တရားသိတဲ့ပုဂ္ဂိုလ်ကပတ်ဝန်းကျင်နဲ့လျော်ညီအောင်ကျင့်နိုင်မကျင့်နိုင်ဒါလေးစဉ်းစားပါတရားသိလာလို့လူတွေနဲ့မနေကြတော့ဘူးဆိုရင်ဒါမသိလို့လားသိလို့လားမသိလို့အမှန်မသိလို့အကြောင်းကျိုးတာအမှန်သိရင်အကြောင်းကောင်းတဲ့လူမှအကျိုးကောင်းမှအကြောင်းစင်ကြယ်မှကျိုးစင်ကြယ်မှဒီထဲမှာဇင်းလုံးကျော်စင်ကြယ်တဲ့လူပြောသမ်းမှာကိုမမစင်ကြယ်သေးရင်သူများလဲအဲ့တော့လူတကာပြည့်ကြည့်ပြီးတော့အထင်သေးနေမလားကရုဏာနဲ့ဖေးမနေရမှာကိုကပိုသိတယ်ဆိုရင်ပိုသိလေပိုခွင့်လွတ်နိုင်လေဒီလိုဖြစ်ရှင်းသလားကောင်းပြီဒီတော့သင်္ခါရကိုရောစိတ်ချလို့ရသလားဝိညာဉ်ကိုရောယုံကြည်လို့ရသလားကိုယ်စိတ်ကိုပိုင်ပါတယ်ဆိုတဲ့လူလည်းညှို့တာရှိသလားစိတ်ဆိုတဲ့မျိုးကမြဲတဲ့တရားတွေလားမမြဲတဲ့တရားတွေလားဒါဖြင့်သူတော်ကောင်းတို့မှာရှိတဲ့ဒီဒုက္ခဝတ္ထုကြီးသည်ကိုယ်ပိုင်ကိုယ်ဆိုင်တရားလားမပိုင်မဆိုင်တဲ့တရားလားဝတ္ထုမှမပိုင်ရင်သူ့ပြုတဲ့အမှုတွေလည်းတို့လျှော့တဲ့မလျှော့တဲ့အဲ့တော့တဏှာလိုလိုက်ကြမလားဉာဏ်ကြိုက်လုပ်ကြမလားအဲ့တော့ဉာဏ်နဲ့စင်ကြယ်နိုင်ဖို့ကလည်းဉာဏ်ဆိုတာဘယ်လိုဟာကိုခေါ်တာလဲဉာဏ်ဆိုဒီမှာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပြန်ပြောမယ်အကောင်အဆိုးအဲ့တော့သူတော်တို့ဉာဏ်အားကိုးမယ်ဆိုတော့အားကိုးတိုက်တဲ့ဉာဏ်ရှိအောင်လုပ်တယ်မလုပ်တယ်ဒါလေးကြည့်တာအဲ့တော့အားကိုးတိုက်တဲ့ဉာဏ်ရဖို့ကလည်းသစ္စာတရားမနာလို့သစ္စာနဲ့လျော်စွာနှလုံးမသွင်းလို့အဲ့ဒါကြောင့်အရိယာဖြစ်ခြင်းနဲ့ဒုက္ခကလွတ်ခြင်းနဲ့ဆိုရင်အကြောင်းနှစ်ချက်လိုပါတယ်လို့ရှိရပြောခဲ့တယ်ဘာနဲ့ပါလဲ
ကဲဒုက္ခကလွတ်ဖို့အတွက်လိုအပ်တဲ့အကြောင်းနံပါတ်1သစ္စာတရားနာမှုနံပါတ်2နောက်ကလူတွေမပါသေးဘူးပြန်ပြောမယ်အားလုံးသဘောပေါက်ပြီနော်သစ္စာတရားနာမှုကင်းပြီးတော့အကောင်းဆုံးအကြောင်းကျိုးအမှန်မှန်ကိုသိမလားမသိဘဲနဲ့ဟောဆုံးဖြတ်လို့ရမလားအဲ့ဒီမသိသေးတဲ့လူညာရှိတယ်ပြောလို့အဲ့တော့အဲ့ဒီညာရှိလာအောင်ဘယ်လိုလုပ်မလဲဆိုတော့မှသတိထားအပိုင်းတစ်ပိုင်းကွဲပလားဟိအဲ့တော့အဲ့ဒီတိုင်းကြည့်မယ်ဆိုဘယ်သူခန္ဓာကြည့်ခန္ဓာကိုယ်ကြီးသည်ဒုက္ခဝတ္ထုခေါ်၏ခန္ဓာအမှုဆောင်ရွက်နေတာသည်ဒုက္ခအမှုခေါ်၏တန်တရားတစ်ခွင်လုံးဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကွဲခဲ့တဲ့ဘဝလို့မရှိဘူးလက်သက်ဘယ်သူလဲတဏှာနဲ့သက်ကာယဒိဋ္ဌိအဲ့တော့ဒီဒုက္ခဝတ္ထုနဲ့ဒုက္ခအမှုကွဲခြင်းတယ်ဆိုရင်ဗာဒိဋ္ဌိဖြုတ်အဲ့ဒါဆိုရင်ပေါ်လာတဲ့တရားမှန်သမျှနေတမ်းမနေသောဟမသမိနမေသောအတ္တငါကိုယ်လည်းမဟုတ်ငါဟာလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်လို့သာသမနုပ္ပတ္တိနှလုံးသွင်းလိုက်မယ်ဆိုရင်သက်ကာယဒိဋ္ဌိပြုတ်သွားပြီပြုတ်သွားရင်နောက်ကဒုက္ခဝတ္ထုဒုက္ခအမှုလာစရာလိုသေးလားဒါဖြင့်ခန္ဓာပေါ်မှာပေါ်တဲ့တရားမှန်သမျှမလုပ်နိုင်မလဲဖြစ်ပြရှုနေမယ်အနိစ္စမြင်အောင်လုပ်နေမယ်ဒုက္ခသိအောင်လုပ်နေမယ်ဆိုတော့ဘယ်တရားပေါ်ပြီးတော့မြဲတဲ့တရားတွေလားမမြဲတဲ့တရားတွေလားအဲ့တော့တရားအလုံးကဖြစ်ပြီးရင်ဒါဖြင့်ယုတ်ကြည်တော့လည်းဖြစ်ပြီးတော့ဝေဒနာသင်ညာသင်္ခါရဝิญဉ်ကြည်တော့လည်းဖြစ်ပြီးတော့ခန္ဓာမှာမပြတ်တဲ့တရားဒါဖြင့်ခန္ဓာမှန်ရင်ဖြစ်ပြီးတော့ကဲဖြစ်ပြီးပြတ်တာဗာသစ္စာသိတဲ့ဉာဏ်ကသေတာကဘုရားသစ္စာသိပြီဆိုမှတော့နောက်ဒုက္ခဝတ္ထုတွေဒုက္ခအမှုတွေလာစရာရှိသေးလားကဲဒုက္ခဝတ္ထုချုပ်ငြိမ်းပြီးတော့အမှုသိမ့်တဲ့နေရာနိဗ္ဗာန်ဆိုတော့ဒုက္ခဝတ္ထုရှိသေးလားဒုက္ခအမှုရောရှိသေးလားအဲ့တော့အဲ့ဒီဒုက္ခဝတ္ထုဒုက္ခအမှုတို့ကလွတ်ကင်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမမေ့မလျော့သောတတိမလျှော့သောဇွဲလုံးလာနဲ့အတူအနိစ္စပညာဒုက္ခပညာအနတ္တပညာတွေနဲ့ပိုင်းခြားသိမြင်လွတ်ကင်းနိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီနေ့ညဒီညနဲ့နားကြအောင်စို့